ဒီလူကနေဒီလူဘယ်လိုပြောင်းလဲသိရလားဒီနေ့မှာကျွန်တော်မင်းများတဲ့မိဖုန်းတွေကိုဖြည့်ပေးနေ NCB event ပေါ်လုံးလေးလေးပြောပြပေးတော့မှာပဲဖြစ်ပါတယ် What ဒီလူကနေဒီလူဘယ်လိုပြောင်းလဲသိရလားသိရလားမဟုတ်ပါဘူးသိရအောင်ဒီကျွန်တော် brother တွေကို NCB event မှာပေါ်လို့ပေါ်အောင်ဘယ်လိုလုပ်နည်းပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော် channel ကို like and subscribe နဲ့ကူညီပေးကြပါဦး Okay ဗီဒီယိုလေးကိုပဲစလိုက်ရအောင် TikTok ထဲဝင်မယ် TikTok ဆက်ပါမှာ MLBB Creator Base ဆိုပြီးရရှာမယ်ဒါရဲ့ MLBB Creator Base ဆိုတာလေးကိုချက်နေမယ်အမှကျွန်တော်တို့ MLBB Official Account ကိုချက်ဝင်မယ်ကျွန်တော်များပြထားတဲ့နားလေးမှာ event link ပေါ်အောင်ပါဗျာအခုက event link မပေါ်ဘူးဗျာပေါ်အောင်အဲ့လောက်ဘယ်လိုလုပ်မလဲကျွန်တော်လည်းအခုပဲတိုက်ကြည့်ရအောင်ရှိတော့မှာဆိုလို့အခုပဲစလိုက်ရအောင်ရင်းဦးဆုံးကျွန်တော်တို့ TikTok တွေကိုတစ်ချက်ဝင်မယ်ပြီးသွားရင်ကျွန်တော်တို့ရဲ့ TikTok profile လေးကိုတစ်ချက်ဝင်မယ်ဟိုမှာကျွန်တော်များပြထားတဲ့မီလေး၃ညကိုတစ်ချက်နှိပ်မယ်setting and privacy ဆိုတာလေးကိုတစ်ချက်နှိပ်မယ် ACC OUND အောက်ဆိုတာလေးကိုလည်းတစ်ချက်နှိပ်မယ်ကျွန်တော်တို့ခဏလေးဆောင်ဝင်မယ်ပေါ့နော်ကျွန်တော်များပြထားတဲ့စာတန်းလေးကိုတစ်ချက်နှိပ်မယ်အဲဆိုကျွန်တော်တို့ကအခုမြန်မာစာပါကြီးဖြစ်နေပေါ့နော်ကျွန်တော်တို့ကသူများနိုင်ငံစာပါဖြစ်ပြောင်းအောင်ပေါ့နော်ပြောင်းအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်များပြထားတဲ့ဟာလေးကိုတစ်ချက်နှိပ်မယ်ကျွန်တော်မလေးရှားစာပါကိုပြောင်းမှာဖြစ်တဲ့အတွက်မလေးရှားစာပါကိုတစ်ချက်နှိပ်မယ်ပေါ့နော်ရိုးကြိုက်တဲ့စာပါကိုပြောင်းလို့ရပါတယ်ဒါပေမဲ့ပြောင်းမိရင်တော့ခဏလေးဆောင်ပေးရပါတယ်အဲ့ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ဒီစာလေးတရားဖတ်ဖို့တော့လိုပါတယ်ကျွန်တော်လည်းအင်္ဂလိပ်စာရေးလုံးဝနားမလည်ပါဘူးကျွန်တော်ဘာသာရေးအားလုံးကျွန်တော်ချစ်လို့စားတာပါအောက်ကကျွန်တော်မြပြထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးဝင်လိုက်ပါနားမလည်လူတွေဆိုကျွန်တော်ပြထားတဲ့ညလေးတိုင်းအကုန်လုံးလိုက်လို့ရလို့ရပါတယ်လူတွေကအခုမှဆက်လို့လာမလို့အမပိုင်းလဲခွင့်လို့ပါပြီးဆိုကျွန်တော်တို့ခဏလေးစောင့်ကြည့်မယ်ပေါ့နော်တို့အမပေါ်လာတဲ့15မိနစ်ဆိုတာလေးချက်ဆောင်ပေးလိုက်ပါစာပါပြောင်းတဲ့ဖြစ်တဲ့အတွက်မိနစ်လေးနည်းငယ်များတာနေတာတော့ရှိမယ်ဗျာကျွန်တော်က15မိနစ်ပြည့်သွားပြီဆိုတော့တစ်ချက်ပြန်ဝင်ကြည့်မယ်ပေါ့နော်ဒီလိုအစာပိုင်းကပြခဲ့သလိုပဲအကုန်လုံးကိုတစ်စင်ချင်းကြီးပြန်ဝင်မယ်ပေါ့နော်ဆိုကျွန်တော်ကမလေးရှားစာပါကိုပြောင်းသွားပြီပေါ့နော်ဆိုကျွန်တော်ဗီဒီယိုအကုန်လုံးကိုပြန်ထွက်မယ်တော့စပါမှာ MLBB Creator Base ဆိုပြီးတစ်ချက်ရိုက်ရမယ်ဗျာပေါ်လာတဲ့ MLBB Creator Base ဆိုလေးကိုချက်နိုင်မယ်ဒီလောင်းပုံနဲ့ event လေးပေါ်နေရောနော်ကျွန်တော်အဲ့လာလေးကိုချက်နိုင်မယ်သူ့ခဏလေးစောင့်ပေးလိုက်ပါကျွန်တော်တို့ diamond လေးရမယ် event ပါလာပြီပေါ့နော် What ကျွန်တော်တို့ event လေးကိုချက်နိုင်ကြည့်မယ်ကိုချက်ကြည့်မယ်ဗျာကျွန်တော်တော့ join မပြတော့ဒိတ်ကကုန်သွားပြီဖြစ်တဲ့အတွက် join လို့ရမယ်စာလည်းမပေါ်တော့ဘူးပေါ့နော် NCB ဗီဒီယိုတင်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြထားတဲ့ညလေးတိုင်းအမှန်ကြီးလေးကိုရင်ချစ်ပါကျွန်တော် event တင်မယ်ဆိုပြီး join ကြော်လေးချက်နေလိုက်တယ် event တန်းကုန်နေဖြစ်တဲ့အတွက်ဒီ event မှာကျွန်တော် join လို့မရခဲ့ဘူးနောက် event ဒီမှာတော့ကျွန်တော်ဆက်လက် join လို့ရခဲ့ပါတယ် set လေးတွေရောတခြားနားလည်အောင်ဖတ်ဖို့လိုပါတယ်ဒီကိုခုမှစကြရတဲ့လူတွေဆို anything တွေစာပိုင်းဒီနေ့ပါကျွန်တော်တစ်ခါလေးပြောပြပေးသွားပါတယ်တီးရဲ့လူဆိုရင်တော့ကြော်တော့ပါမတီးရဲ့ခုမှစကြတဲ့ bro တွေဆိုရင်တော့အဆုံးထိကြည့်ပေးဖို့တောင်းဆိုပါတယ်။အဲဒီတော့နောက်ကျနေရဖြစ်တဲ့အတွက်မြားလေးတိုင်းလိုက်လို့ဖို့တောင်းဆိုပါတယ်။တင်း ACC OUND အောင်ဆိုတာလေးကိုချက်နေမယ်။ပြီးတော့ကျွန်တော်တို့အပေါ်မှာ gain ID အောက်မှာ server ID ကိုချက်ဖြည့်မယ်။ကျွန်တော်တော့မဖြည့်တော့ဘူးဗျာ။ဟိုကျွန်တော်တို့ okay ဆိုတာလေးကိုချက်နေကျွန်တော် NCB ရသွားပြီဖြစ်ပါတယ်။ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုဒီမှာလည်းကျွန်တော်အခုလိုပဲဆက်လက်အားပေးကြပါဦးခင်ဗျာ။